ခိုင်ထားပါဘယ်လိုလိုက်ဝလုပ်ပြမယ်နောက်ခုလုပ်ပြမယ်ဒီလိုမျိုးဟာလဲဘယ်လိုလုပ်ရမလဲဆိုတာပြပေးဒီလိုမျိုးတော့ဒီလိုမျိုးယူပြီးပြီဆိုရင်ခဏလေးကကြီးတော့ယူလာအောင်ခဏလေးဆိုတော့ကကြီးယူလာပါရှင်ကကြီးယူပြီးပြီဆိုတော့နောက်ထပ်လိုမျိုးအောက်ကိုဖေးအောက်ကိုဖွင့်ရမယ်မို့နော်ဒီအောက်ကိုလုပ်ပြပါမယ်ပေါ်နောက်ကျလုပ်ပြမယ်ဆိုတော့ဒီမှာအောက်ကိုဖေးရောလို့ဖွင့်ပြီးတော့ဖွင့်ပြီးသွားပြီဆိုတော့ကိုကြိုက်တဲ့အနာဘက်ကနေညှက်ပြလိုက်ပါဒီချာလေးကိုညှက်ရမယ်နော်ဆောင်းသွားရင်တော့မရပါဘူးမညီတော့ဘူးပေါ့နော်အေးငါတော့မညီတော့ဘူးလို့ကြောက်တပူအောင်ဆုံးရအောင်သွားရောမှာရပါ easy ပါတော့ပါဗျာဒီမှာပါလို့ဒီလိုပဲပေါ့နော်ပြောလေးရတော့ပြီအဲ့ဒါပုံစံလေးပေါ့နော်ဒီလိုလေးပါညပ်ပေးလိုက်ပေါ့ဒီမှာခင်ရတော့လို့ပဲပိတ်တော့မှာဟုတ်နော်ဒီလိုလေးပိတ်ရမယ်ဒီမှာဒီအဲ့လိုပိတ်သွားမှာပါကိုကဒီလိုခောက်ရမယ်အနောက်ပြန်ခောက်ဟုတ်လားအဲ့လိုခောက်ကိုဒီလိုခောက်လိုက်တာပါဆိုရင်တော့ဒီလိုမျိုးလေးဆွဲလိုက်အဲ့ဒါကဒီလိုမျိုးဟာကိုဆိုတော့ခဲတယ်နေပါပူဆုံးကိုလုံးလိုက်ပေါ်တော့ရလာလိုက်ပါဘလိုလောက်ရမလဲဆိုတော့ရလိုက်ပေါ်တော့ခဏလေးလုံးလိုက်ပါဒါအဲ့တော့နင်းမြင်တော့မြင်အဲ့တော့ညကြည့်မှတော့ဒီလိုမျိုးလေးပုံလေးဆွဲပြီးဆိုတော့အခုလေတော့ဒီတော့တက်ဒီဖောင်းလေးနဲ့လောက်လိုက်ပါမယ်ရှင်ဒါဆိုကလည်းထပ်ပြပေးမယ်ခဏလေးဒီမျိုးလေးပေါ်ညလိုလေးဖြစ်သွားပြီဆိုရင်ဖက်လေးလိုက်ဖြစ်ပြပါမယ်ခဏလေးပဲပြပါမယ်ဘလို့လဲဆိုတော့လေဒီရအောင်မလုပ်တော့မှဆိုတော့လိုမျိုးလေးပေါ်တော့လိုမျိုးလေးရတော့ပြီးဆိုတော့ခိုးပြနေမပြသေးဘူးကြောင်ချအောင်မှာပါမိတယ်လို့ပါဆိုဒီရက်ချက်လိုက်ပါအောင်ရောင်ချကတော့တိပါလေနော်ဆိုရောင်ချလိုက်ပါအောင်ဆိုရောလေးပေါ်တော့ရောချက်ပြီးရအောင်လိုလေးချက်ပြီးရပြီဆိုတော့တော်တော်လာပြီလားလဲဆိုတော့ဒီအဲ့ဟာကိုဖြတ်ပေးရပါလားဖြတ်လိုက်ပါဦးမယ်ထက်တာကိုကကြာပြီလေခဏလေးဟိုနောက်ရောက်ဖြစ်သွားတယ်အဲ့တော့အနေနဲ့လေးပဲအဲ့ဒါအဲ့ဒါကိုထည့်ဘူးပါဒီရရဟိုတိတ်ကြပါလို့ဖြစ်တယ်တိတ်ကြတော့ကိုတော့ဖြစ်တယ်ဆိုတော့ဘူးပါတိတ်ကြတော့ဖြစ်တယ်ရဆိုတော့အမေနဲ့လည်းဘာဖြစ်လဲတိတ်ကဘလို့ကြမှာလဲပေါ့နော်ဘလို့ကြမှာလဲဆိုတော့ဒီအနဖေးမှာပါဒီလိုမျိုးတိတ်ကိုမေးလိုက်ပေါ့ခဏလေးတိတ်ရှာတိတ်ဆိုရင်တော်တော်ဒီလိုမျိုးတိတ်ကိုနဖေးမှာလို့ကပ်ပေးပေါ့နော်ဒီဆိုတော့ဒီလိုကြမှာပါကြာပြီဒီလိုပလိုင်းပါကိုရရတော့ပြသွားတယ်ပေါ့နော်ဒီမှာတိတ်ကဒီလိုကပ်